မကာမြို့မကာကနေကြားသိရတဲ့တကယ့်ကိုကြည်နူးစရာကောင်းပြီးစိတ်သက်ခွန်အားဖြစ်စေတဲ့အကြောင်းမကာမြို့ကဗလီဝတ်ကျောင်းတော်ကြီး Grand Mox မှာအလုပ်လုပ်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတန့်ရှင်းအလို့သမားလေးတယောက်ရဲ့သဘောထားပြီးဝပုံလေးမှာသူကဖျားဘူးတယောက်ကိုဝစ်ပြုဆူတောင်းနိုင်ဖို့အတွက်သူ့ရဲ့ကိုယ်ပိုင်ဝစ်ပြုဖျားလေးကိုပေးကမ်းခဲ့တဲ့ဗီဒီယိုလေးလူမှုကွန်ရက်မှာအကြီးအကျယ်နာမည်ကြီးသွားခဲ့တာပါအဲ့ဒီဗီဒီယိုလေးကိုလူတွေကတော်တော်လေးသဘောကျပြီးချီးကျူးခဲ့ကြတာနော်အဲ့ဒီလောက်ရဲ့ကြောင့်ပဲမကာမြို့တော်ဝန်ရုံးကသူ့ကိုဂုံပြုဆူချီမိခဲ့ပါတယ်မြို့တော်ဝန်ရုံးကပြောတာကတော့ဒီအလုတ်သမားလေးရဲ့လောက်ရဟာနှိမ်ချမှုနဲ့ရေရောမှုကိုအကောင်းဆုံးပြသရရုံဒီမကပဲမြင့်မြတ်တဲ့မြို့တော်ကြီးနဲ့ဗလီဝတ်ကျောင်းတော်ကြီးရဲ့တန်ဖိုးထားမှုတွေကိုပါထင်ဟပ်စေတယ်လို့ဆိုပါတယ်လူမှုကွန်ရက်အထုံးပြူသူတွေကလည်းသူ့ရဲ့ကိုကြိုးစွန့်တဲ့စိတ်ဓာတ်နဲ့တနာကျင်နာမှုကိုတကယ့်ကိုအတူယူစရာအဖြစ်ပြောဆိုနေကြတာပါတချို့ဆိုရင်ဒီအလုတ်သမားလေးညမကာမြို့မှာဆက်ပြီးအလုတ်လောက်ကင်ခြင်းတဲ့စန္ဒာကိုဖြည့်ဆည်းပေးဖို့အတွက်အာဏာပိုင်တွေနဲ့အလူရှင်တွေကိုပါတောင်းဆိုနေကြတယ်လို့ဆိုပါတယ်ဒီဖီယက်ကကျွန်တော်တို့ကိုတခုတတိပေးလိုက်တယ်လို့ပါပဲအဲ့ဒါကတော့ဗလီဝတ်ကျောင်းတော်ကြီးမှာဖျားဘူးလေးကိုနေ့စဉ်ဝန်ဆောင်မှုပေးနေတဲ့အလုတ်သမားတွေဟာအများမမြင်နိုင်တဲ့စေတနာရှင်တွေဖြစ်ပြီးသူတို့ရဲ့တိတ်တဆိတ်လောက်ဆောင်ပေးနေတဲ့ကောင်းမှုတွေကတကယ့်ကိုတန်ဖိုးရှိလာပါတယ်ဒါကရိုးရှင်းပေမဲ့အနှစ်သာရရှိလေလူသားဆန်မှု human values ပါပဲဒါနဲ့စကားမဆက်ကျွန်တော်တို့သတင်းရင်းစစ်တွေအရဆော်ဒီအာရေဗျမှာအခြားထူးခြားတဲ့တိုးတက်မှုတွေလည်းရှိနေသေးတယ်နော်ဥပမာ2025ခုနှစ်စတုထ3လပတ်မှာယထာစီးနှင်းဦးရေက46.9နန်းအထိစံချိန်တင်ရှိခဲ့တယ်လို့သိရပါတယ်။ဝါတိုးတက်မှုတွေကလည်းတကယ့်ကိုမြန်ဆန်လာပါတယ်။ကောင်းပြီဒီနေ့သတင်းလေးကိုနေပုံချိုးရရင်တော့ဒီအလုတ်သမားလေးရဲ့လုပ်ရက်ကရိုးရှင်းပေမဲ့တကယ့်ကိုအားကြစရာပါပဲ။သူ့ရဲ့လုပ်ရက်လေးကသမှုတရားတွေကိုကြာလာတဲ့ရေစက်ကလေးတစ်စက်လိုပါပဲ။ရေစက်ကလေးကသေးငယ်ပေမဲ့သူဖန်တီးလိုက်တဲ့လဝိုင်ကရဲ့လေးတွေကတော့တကဘာလုံးရဲ့လူတွေရဲ့နှလုံးသားစီကိုပြန့်နှံ့ထွားခဲ့တာဖြစ်ပါတယ်